တရားရှစ်လုံးကျွန်းတဲ့ပတိပေါ့နော်လိုအပ်နေတဲ့မိတ်ဆွေများအတွက်ညီမတို့ဆိုင်မှာဆိုလို့ရှိရင်ပတိတွေကစိုက်ကအဆုံးရှိတာဖြစ်ပါတယ်အခုလိုမျိုးသူကပတိဆိုင်မှာကြတော့အလုံးကကြီးလာလေလက်မကများသွားလေပေါ့နော်အလုံးလက်မနည်းနည်းများတာလေးဆိုတော့အလုံးကြီးတဲ့နေသားလေးကိုဖြစ်သွားတာဖြစ်ပါတယ်ရှင်ဈေးနှုန်းလေးတွေဆိုလို့ရှိရင်လည်းအစားအစာရှိတဲ့အတွက်ဒါတော်တော်များများပေါ့နော်ညီမတို့ဒီမှားထားတဲ့ site ကလေးတွေကိုညီမဒီဗီဒီယိုဖိုင်လေးနဲ့အတူတူပြပေးပါမယ်ရှင်ယခုဗီဒီယိုဖိုင်ထဲမှာမြင်တွေ့နေရတဲ့ပတိများဟာဆိုလို့ရှိရင်တော့108လုံးကိုမှကျွန်းတဲ့ပတိအချောပေါ့နော်ခေါင်းပတိများဖြစ်ပါတယ်ရှင်အလုံးအချောများဖြစ်ပါတယ်ဒီလိုမျိုးလုံးဝပြောင်းလဲနေရတယ်ပေါ့နော်ဒါကိုယ်စီရောက်လာပြီဆိုလို့ရှိရင်လည်းဒီဗီဒီယိုဖိုင်ထဲကအတိုင်းပဲပေါ့နော်လုံးဝပတိအလုံးချောဖြစ်ပါတယ်ရှင်ကျွန်းတဲ့စစ်ဖို့ရအတွက်လည်း100ရာခိုင်နှုန်းညီမအာမခံပါတယ်ငွေလည်းလုံးဝကျိုးလွဲစရာမလိုတဲ့အတွက်ပေါ့နော်ဒါကိုက TikTok ပေါ့နော် TikTok ဖြစ်စေဒီ Facebook တွေဖြစ်စေပေါ့နော် live ပေါ်ကနေဝယ်ရတာဖြစ်တဲ့အတွက်ငွေကျိုးလွဲစရာမလိုတဲ့အတွက်စိတ်ချမ်းသာစွာနဲ့ဟိုကျွန်းတဲ့ပတိလိုအပ်တဲ့မိတ်ဆွေများဝယ်ယူနိုင်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့ဒါ site ကိုဒီတော်တော်များများအမှားများကြတဲ့ site ကလေးဖြစ်ပါတယ်ဒီမှာဒါလေးဆိုလို့ရှိရင်တော့108လုံးကိုမှအမျိုးသမီးစိတ်ပရိ site ဖြစ်ပါတယ်ရှင်ဒီလိုမျိုးဒီလက်ထက်မှာကင်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီလိုအတိုင်းတာလေးပေါ့နော်ဒါဆိုလို့ရှိရင်အမျိုးသမီးစိတ်တဲ့ပတိလေးဖြစ်ပါတယ်တကုံးကို3000နဲ့5000ပဲရှိပါတယ်ရှင်အမျိုးသမီးစိတ်တဲ့ပတိ site ကပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဒါအမျိုးသားစိတ်တဲ့ပတိ site ဖြစ်ပါတယ်ရှင်သူကအလုံးလဲကြီးသွားတယ်အဲ့ဒီအတွက်ပေါ့နော်လက်မကများလာတာဖြစ်ပါတယ်ရှင်လက်တိုင်းတာနဲ့ဆိုလို့ရှိရင်တော့ဒီလိုမျိုး site ဖြစ်ပါတယ်ရှင်ဒီမှာပေါ့နော်ဒါကကြတော့အမျိုးသားစိတ်တဲ့ပတိ site ကကြတော့4000ပဲရှိပါတယ်ရှင်ညီမတို့ဆိုင်မှာဆိုလို့ရှိရင်ဒီအကြီးဆုံးဒီ site ကြီးကကြတော့ဒါကဆရာကိုင် site တွေဖြစ်ပါတယ်လော်ကီလန်ကိုလိုက်နေကြတဲ့ပတိသမားတွေတော်တော်များများမှားကြတဲ့ site ပေါ့နော်ဒါကကြအလုံးလေးကြီးတယ်သူက site အနေနဲ့ဆိုလို့ရှိရင်လည်း28လက်မဖြစ်ပါတယ်ရှင်28လက်မဖြစ်တဲ့တော်တော်များများကတော့ဒီဆရာတွေကြတော့ပေါ့နော်ဒီ site ကိုအသုံးပြုကြတာများတယ်သူကနှဝင်းအကိုက်ဖြစ်တဲ့အတွက်ပေါ့နော်29ကလည်းနှဝင်းအကိုက်ဖြစ်တယ်ကျွန်းနက်ကကြတော့လည်းနှဝင်းအသားဖြစ်တယ်108လုံးဖြစ်တဲ့အတွက်ပတိမှာလည်းသူကဒါ108လုံးလို့6လုံးလို့29လုံးညီမတို့စီကအသုံးများကြရတယ်ပေါ့နော်ဒါလေးဆိုလို့ရှိရင်ဆရာကိုင် site ဆိုလို့ရှိရင်တော့9000ကျပ်ပဲရှိပါတယ်ရှင်ဒီမှာအမျိုးသားစိတ်တဲ့ပတိက4000ကျပ်ဖြစ်ပါတယ်ရှင်ဒီအမျိုးသမီးစိတ်တဲ့ပတိကတော့3000နဲ့5000ကျပ်ဖြစ်ပါတယ်ရှင်အခုလိုမျိုးပတိမှာဆိုလို့ရှိရင်လည်းညီမတို့ဒီပန်းမွားလေးတွေကမစပါတော့ဝါစိမ့်လေးတွေနဲ့ပြုတ်လုပ်ပေးထားတာဖြစ်ပါတယ်ရှင်ဒီလိုမျိုးဇေဒီကောင်းတွေပင်လယ်ဘူးတွေဆိုလို့ရှိရင်လည်းသူ့ site လေးတွေနဲ့သူညီမတို့ပြုတ်လုပ်ပေးထားတာဖြစ်တဲ့အတွက်လုံးဝပေါ့နော်အဝင်ခွင်ကြရှိပါတယ်ဒီကျိုးကိုလည်းညီမတို့ကကျိုးအကောင်းစားတွေကိုထည့်ပေးထားတာဖြစ်တဲ့အတွက်ပတိတစ်ခါဝယ်ပြီးရင်ရာသက်ပံအသုံးပြုလို့ရပါတယ်ရှင်ကျိုးကလုံးဝအကောင်းစားတွေထည့်ပေးထားတာဖြစ်ပါတယ်ဒီလိုမျိုးလေးတွေပေါ့နော်ကျွန်းတဲ့ပတိဆိုလို့ရှိရင်လည်းအလုံးအချောဖြစ်ပါတယ်ရှင်တကယ်လို့လိုအပ်တဲ့မိတ်ဆွေတွေကညီမဗီဒီယိုဖိုင်မှာဖုန်းနံပါတ်လေးထည့်ပေးထားပါမယ်အဲ့ဒီဖုန်း